Hello ချရတဲ့ B family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ3ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့သွားပြီးမှ reaction လုပ်ကြမှာဖြစ်ပါတယ်ကဲသတင်းဗီဒီယိုတွေမကြည့်ခင်မှာလူရင်းတူရှင်သတင်းလေးဖတ်ပြပြပါမယ်နော်ကဲပထမဆုံးသတင်းတစ်ပုဒ်ကတော့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကြောင်းတစ်ခုကိုအာရခတ်တော် A ကခြုံကိုတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်ကဗိုလ်မှူးအစ်အပါဝင်အယောက်30လောက်မျိုးစားဖြစ်သွားတယ်လို့သတင်းထွက်နေပါတယ်နော်အဲ့တော့ပထမလာတဲ့စစ်ကြောင်းကို A ကချီမုတ်ခံရလို့ဒုတိယစစ်ကြောင်းလာတာလို့သိရပါတယ်နော်အဲ့ဒီစစ်ကြောင်းကို A ကစနစ်တကျညအချိန်မှာခြုံကိုဝင်တိုက်လိုက်လို့ဗိုလ်မှူးတယောက်ပါဝင်စစ်သား30ကျော်မျိုးစားဖြစ်သွားတယ်လို့ဒီသတင်းတိကျရထားတယ်လို့သိရပါတယ်နော်အဲ့တော့ရခိုင်မှာတော့အကြမ်းဖက်စစ်ကောင်စီဖွဲ့တွေကတော့ A ရဲ့ဒီတမချင်းကိုခံနေရတာပေါ့နော်ကဲနောက်တဲ့သတင်းပုဒ်ကလည်းမြန်မာနိုင်ငံတော်ဟန်ကအသက်15နှစ်ကနေ35နှစ်အတွင်းကလူငယ်4သန်းခန့်ပညာသင်ကြားနိုင်မှုမရှိတော့တာနဲ့အလုပ်အကိုင်မရှိခြင်းဆိုတဲ့ခေါင်းကြီးမားတဲ့အစိန်ခေါ်မှုတွေကိုမကြုံစဘူးရင်ဆိုင်ကြုံတွေ့နေရတယ်လို့ UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ကသတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်နော်အဲ့တော့မြန်မာပြည်မှာဒီလူငယ်4သန်းလောက်ကအလုပ်လက်မဲ့ဖြစ်နေလို့ကြားတယ်ပေါ့နော်အဲ့တော့ဒါကတော့သူတို့အပြောပေါ့နော်တကယ်ဆို4သန်းတော့ရှိချင်မှရှိတော့မှာပေါ့နော်တော်တော်လေးကိုရှားနေတဲ့နေတွေဖြစ်ပါပြီနော်ပြီးတဲ့လူကပြေးမပြေးနိုင်တဲ့လူကလည်းအခုဆိုရင်ဒီ4သန်းလောက်တော့ရှိမယ်လို့တော့မထင်ဘူးနော်တော်တော်များများကသူအဆင်ပြေသလိုနေနေရတဲ့အနေအထားဖြစ်ပါနော်ကဲနောက်ဆုံးသတင်းပုဒ်ကတော့အားရစရာသတင်းပေါ့နော်အဲ့ဒါဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကဒီတော်လိုင်းနဲ့ပတ်သက်လို့ပေါ့နော်ဒီဖန်ငွေထောက်ဖို့လုပ်တဲ့ဟာတွေကိုရနာလိုက်ပြီလို့ပြောလာတယ်ပန်ဆယ်လိုကဒီနေ့မှာဆို status တစ်ခုပြန်တင်လာတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီသူပြောတဲ့ကိစ္စကဒီ fan raising နဲ့ပတ်သက်ပြီးတော့ရနာတာကိုပြောတာဖြစ်ပါတယ်နော်တော်လိုင်းကြီးကိုတော့သူကဘယ်တော့မှရနာမှာမဟုတ်ဘူးဒီပြီးတဲ့အထိသူကတော်လန်သွားမယ်လို့ပြောတာတွေ့ရပါတယ်အဲ့တော့ဒါကတကယ်ပဲဝမ်းသာစရာကောင်းတယ်လို့ပေါ့နော်ကျွန်တော်တို့တချို့တွေရဲ့ထင်မှားမှုတွေကိုပြန်လည်ဖြေရှင်းလာတာဖြစ်ပါတယ်အဲ့တော့သူကတော့ဒီမှာတော့ပြန်လာပြီလို့ပြောရအောင်လည်းဘယ်မှမသွားပါဘူးတဲ့သူကဒီကောင်းကောင်းအနားယူလိုက်တယ်ပေါ့နော်ရပိုင်းတွေမှာဒါအပြင်ဒီ fan raising နဲ့ပတ်သက်ပြီးတော့ပဲသူကနားမယ်မလုပ်တော့ဘူးလို့ပြောတာဖြစ်ပါတယ်အဲ့တော့ fan raising နဲ့ပတ်သက်ပြီးတော့တကယ်လည်းနားသိနေပါပြီနော်တော်တော်ကြီးကိုတိုက်ခိုက်ခံနေရတဲ့အပြင်ကိုသူ့ကိုစစ်တပ်ဘက်ကတိုက်ခိုက်တာမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကလူတွေတိုက်ခိုက်တဲ့အခါမှာတော်တော်လေးကိုစိတ်နဲ့ကျသွားတဲ့အပိုင်းစိတ်ဆင်းရဲအပိုင်းတွေလည်းရှိမှာပေါ့နော် stress တွေလည်းများလာလိမ့်မယ်ပေါ့နော်ဒီအချိန်မှာခုချိန်မှာအနားယူတာကောင်းပါတယ်နော်အဲ့တော့ fan raising နဲ့ပတ်သက်ပြီးတော့နားပဲမယ်လေတော်လိုင်းနဲ့ပတ်သက်ပြီးတော့သူဆက်လုပ်ရရှိတာဆက်လုပ်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာသူကိုပြောရတဲ့ဟာဆိုရင်ဒီကောက်ရုံးမဟုတ်ဘူးတဲ့တငွေလောင်မြတ်နေမယ်မိဖွဲတို့ဒီတိရောက်ခဲ့ပြီးမှအဆုံးထိအောင်ရှောက်ပါမယ်တဲ့တော်လန်ရေးကပေးထားချက်မှုအဖြေထွက်အောင်ထွက်ချက်တော်လန်ကြမှာကိုရှိပါတော့တယ်ပေါ့နော်အဲ့တော့တော်လန်ရေးပြီးတဲ့အထိတော့သူကဆက်ပြီးတော့တိုက်မယ်လို့ပြောထားဖြစ်ပါတယ်နော်အဲ့တော့တချို့တွေကဒီငွေကြီးနဲ့ပတ်သက်ပြီးတော့သူ့ကိုတိတ်ခါကြအောင်သူ့အမျိုးမျိုးအပုတ်ချတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့သူက loss မှာ fundraising ကိုနားထားတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့ဘာပဲပြောပေါ့နော်အခုချိန်မှာတော့သူ့အနေနဲ့ကြည့်မယ်ဆိုရင်လည်းဒါအနားယူသင့်တယ်နော်ဘာဖြစ်လို့လဲဆိုတော့stress တွေများလာပြီဆိုရင်ကိုရဲ့ခန္ဓာကိုယ်ကစမချမ်းမာတာတွေစိတ်မချမ်းမာတွေဖြစ်တယ်ပေါ့နော်အဲ့တော့သူနိုင်တဲ့အပိုင်းကတော့သူလုံးမဲ့အပိုင်းတွေကိုလည်းကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်အောင်ပေါ့နော်ဒီ fundraising မဟုတ်ဘဲနဲ့ဘလို့အပိုင်းမှာဆက်ပြီးမှသူထပ်ပြီးတော့ပါဝင်လာမလဲဆိုတာလည်းစိတ်ဝင်စားစရာကောင်းပါတယ်နော်ဒါပေမဲ့အခုချိန်မှာပြန်ပြီးတော့စတရက်တင်လာတဲ့ဟာလေးကတော်တော်လေးကိုပြည်သူတွေအားရစရာသတင်းဖြစ်ပါတယ်အောက်မှာဆိုလဲသူ့ကိုချစ်တဲ့သူတွေက comment တွေရေးထားတာတော်တော်လေးကိုများတယ်ပေါ့နော်အဲ့တော့စိတ်နာစရာတွေရှိလားလို့မေးလူပီစိတ်နာတတ်ပါတယ်ဒါပေမဲ့တော်လိုင်းကြီးကိုစိတ်ဆိုးစိတ်ကောက်မှာစိတ်ကောက်စရာမရှိဘူးတဲ့လူတွေရဲ့ကဘာဟာရက်ဆက်တက်ကြလို့ခံယူနိုင်ခဲ့ပြီမို့ဘယ်သူကမှအပြစ်တင်မနေပါဘူးတဲ့ fundraising တွေလုပ်ခဲ့စဉ်ကလည်းအကောင်းဆုံးစူးစမ်းခဲ့ပါတယ်တဲ့အပြင်းထန်ဆုံးအာယုံစူးစိုက်ပြီးအောင်မြင်အောင်လည်းလုပ်နိုင်ခဲ့ပါတယ်ဒီလမ်းကြောင်းကိုမလျှောက်တော့ပဲအခြားလမ်းကြောင်းပြောင်းလျှောက်မဲ့ကာလမှာလည်းမမြင်မသိမကြားရရင်တောင်အောင်မြင်အောင်စူးစမ်းလိမ့်မယ်လို့ယုံကြည်ပေးစီချင်ပါတယ်တဲ့ကဲfundraising line မဟုတ်ဘဲနဲ့တခြား line တွေရှောက်တဲ့ခါမှာလည်းသူ့ယုံကြည်ဖို့သူပြောတာဖြစ်ပါတယ်နော်အဲ့တော့မကြခင်မှာတော့ဒီ pencil ကဘယ်လိုမျိုးအခင်းကျင်းနေပြန်ဝင်လာအောင်မလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်နော်ပထမဆုံးသတင်းပြိုတစ်ပုဒ်အနေနဲ့ကိုဆွဲပြောထားတဲ့သတင်းတစ်ချက်တော့ကြည့်အောင်နော်စစ်ကောင်စီရဲ့အရာရှိတယောက် online ပေါ်မှာတွေ့လိုက်တယ်ပေါ့နော်သူနောင်ချိုမြို့သိမ်းတိုက်ပွဲတုန်းကထင်တယ်နောင်ချိုသူတို့ပြန်ရတဲ့အခါမှာသူတို့လာကြိုတဲ့လူ50ယောက်ပေါ့နော်အဲ့ဒါလေးကိုသူတို့ကငင်းချမ်းသွားပြီလွတ်မြောက်သွားပြီပေါ့နော်သူပြောတာငင်းချမ်းသွားပြီလွတ်မြောက်သွားပြီတဲ့အရင်လိုမျိုးចောင်းတွေစေကန်းတွေရုံးတွေပြန်ဖွင့်လို့ရတော့မယ်တဲ့ပျော်တယ်ပေါ့အဲ့လိုမျိုးသူပြောတာပေါ့အဲ့တော့သူအဆင့်က viewer မူလားတက်မ viewer မူလားတက်မမူလားမသိဘူးတေချာတော့မကြည့်လိုက်ဘူးပေါ့နော်ဒါပေမဲ့ပြောတဲ့စကားကိုကြားပြီးတော့မှဟာအံ့ဩသွားတာသူတို့ပြောတော့ယောက်ျားတဲ့မှာမှစစ်သားတယ်ဒီစစ်သားကတော်တော်ဖာစကားပြောပါလားဘာဖြစ်လို့လဲဆိုတော့
မအေးချမ်းအောင်လုပ်တာသူတို့ကြောင်းခွင့်လို့မရအောင်လုပ်တာသူတို့ပဲဘာဖြစ်လို့လဲလူတို့ကသွားကျင်တဲ့နိုင်ငံရေးကို2021ခုနှစ်မှာမဲပေးပြီးတော့မှနော်လူတို့အစိုးရတက်ပြီးတော့မှဘယ်လိုမျိုးနိုင်ငံရေးသွားမလဲဆိုတော့လူတို့ဆန္ဒကိုထုတ်ပြပြီးသွားပြီအဲ့တော့လူတို့ဆန္ဒကိုထုတ်ပြတာကိုလူတို့ဆန္ဒထုတ်ပြရမလားဆိုပြီးတော့မှလက်နက်နဲ့အနိုင်ကျင့်တဲ့ကောင်တွေကဟိုငင်းငယ်ရေးဖော်ဆောင်နေတယ်ဆိုတဲ့စကားကိုပြောတာသူတို့ရည်စရာကောင်းတဲ့စကားနောက်တစ်ခုကကျတော့ဟုတ်ပြီကျွန်တော်တို့ထိန်းသိမ်းတဲ့နယ်မြေတွေရှိတယ်တိုင်းသားလက်နက်ကိုင်တွေထိန်းသိမ်းတဲ့နယ်မြေတွေကိုမငြိမ်းချမ်းအောင်လုပ်တာဘယ်သူလုပ်တာစစ်ကောင်စီပဲလုပ်တာပဲရှင်းနေတာပဲဘာဖြစ်လို့လဲဟိုကိုယ့်ရဲ့တပ်ဖွဲ့တွေမရှိလို့ကိုယ့်ရဲ့အချုပ်ချအာဏာမဟုတ်တော့ဘူးဆိုလို့ရှိရင်တာဝေးပြစ်လက်နက်ကြီးတွေနဲ့လှမ်းပစ်ထဲတာတို့ကျောင်းတွေမဖွင့်ရအောင်လေရင်နဲ့လိုက်ကျဲနေတာတို့အဲ့တော့မငြိမ်းချမ်းချင်တာကဘာတူလဲနော်ငြိမ်းချမ်းအောင်မလုပ်ချင်တာကဘာတူလဲရှင်းနေတာပဲကျွန်တော်တို့ပြည်သူလူထုဆိုတာနော်ကျွန်တော်တို့ဖြစ်ချင်တဲ့နိုင်ငံရေးကျွန်တော်တို့သွားချင်တဲ့နိုင်ငံရေးလမ်းစဉ်ကိုကျွန်တော်တို့ပြောထားပြီးသားဒါကိုလက်နက်နဲ့အနိုင်ကျင့်တဲ့ကောင်ကငြိမ်းချမ်းရေးစကားပြောတယ်ပြီးတော့ရှေ့ဟိုသူတို့စစ်ရှုံးသွားတဲ့နေရာတွေကိုနော်လေရင်နဲ့ကျောင်းတွေစေကန်းတွေဘုန်းကြီးကျောင်းတွေဖျားကျောင်းတွေမကြံနော်ဒေသခံလူထုမတိမငြိမ်ဖြစ်အောင်လို့နော်ဒေသခံလူထုစိတ်အနှောက်အယှက်ဖြစ်အောင်လို့နော်ထိန်းချုပ်ထားတဲ့နယ်မြေကန်တိုင်းတပ်ဖွဲ့တွေနဲ့နော်တာဟာဇာတာမဖြစ်အောင်ဒီနယ်မြေကန်တိုင်းတပ်ဖွဲ့တွေရှိလို့ရှိရင်ငါတို့စိတ်မလုံခြုံဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်အောင်လေရင်နဲ့လိုက်ကျဲတဲ့ကောင်တွေကကျောင်းတွေဖွင့်ရတော့မယ်စေကန်းတွေဖွင့်ရတော့မယ်ကျွန်တော်တို့ငြိမ်းချမ်းတော့မယ်ကျွန်တော်တို့လွတ်မြောက်ပြီဆိုပြီးတော့မှလူထုကိုအဲ့လိုမျိုးစကားမျိုးပြောထွက်တဲ့ယောက်ျားတဲ့မှာစစ်သားဆိုတဲ့ကောင်တွေကိုကြည့်ပြီးတော့ဘာစကားပြောရမလဲတော့မတိရတော့အောင်အော်တယ်ဗောနော်အော်တယ်ဘလို့လူတွေလဲဗောနော်ဘလို့လူတွေလဲအဲ့လိုဖြစ်တယ်တကယ်ဖြစ်ကဲဒါတော့အချမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ပြီးတော့သုံးသပ်ပေးတာဖြစ်ပါတယ်နော်အဲ့တော့သူတို့ပဲအချမ်းဖက်တယ်ပြီးရင်သူတို့ပဲအငင်းချင်းလူလာတယ်ဆိုပြီးတော့ပြောင်းစားတွေပြောနေတာနော်အဲ့တော့အချမ်းဖက်စစ်ကောင်စီကတော့အခုချိန်မှာဒီထွက်ပေါက်အနေနဲ့ရွေးကောက်ပွဲကိုကျင်းပဖို့စူးစမ်းနေကြပါနော်ဘယ်လိုပဲပြောအခုချိန်မှာဆိုရွေးကောက်ပွဲနီးလာနေများတိုက်ပွဲတွေလည်းပြင်းထန်လာတွေ့ရပါတယ်နော်ကဲကျွန်တော်တို့မတွေ့ရကြဥကြော်ကလည်းထပ်ပြီးတော့ပြောလာရှိတယ်ဗောနော်သူပြောတာတစ်ချက်တော့ကြည့်လောက်အဲ့တော့ဟာသဆန်လာပေါ့ဗျာပြောရမယ်ဆိုရင်ဒီအယုကိုက်ဘောမတွေရဲ့အမျိုးသားရေးဆိုတဲ့အမျိုးရုပ်တွေရဲ့ဒီအမျိုးဘာသာသာသနာကိုစောက်ရှောက်မဲ့အမျိုးဘာသာအပလာအဖွဲ့တွေရဲ့သူတို့တိုင်မင်းတွေမလောက်ထားကြဘူးနဲ့တူတယ်တယောက်တစ်ပေါက်တွေဖြစ်တယ်ဘာလို့တယောက်တစ်ပေါက်လဲဆိုတော့ဒီကျွန်တော်တို့ပြင်မနာမှာစောက်တဲ့ဗလီကိစ္စနဲ့ရှုပ်ထွေးနေတယ်ဗျာသူတို့ကဟုတ်လားဘူးလေလာစီကလည်းပြောတယ်ဘာမှမဆောက်ပါဘူးတဲ့ဘာမှမရှိပါဘူးဘယ်သူမှလည်းခွင့်ပြုချက်မပေးထားပါဘူးဆိုပြီးတော့ဟာလားဒီကြံဖို့တခိုးလူကြီးတယောက်လှုပ်ပြီးတော့ကလင်ကကြစ်ပြောတာပေါ့ဗျာနော်မဆောက်ပါဘူးတဲ့ကဲပေါက်ကူတော့ကလည်းပြောတယ်ဟုတ်လားကောက်ကတော့ပေါက်ကတော့နိုင်ငံတော်ကဥပဒေနဲ့အညီလှုပ်တာတော့ဦးစင်းတို့ကဘာတတ်နိုင်ပါလဲမဟုတ်ဘူးဆွဲစီမှာမင်းတို့ဆွဲစီမှာမင်းတို့စပေါက်ဟာတာနဲ့မင်းတို့ဆွဲစီမှာဟောနော်အာနာရှင်ကဆွဲစီမှာမင်းတို့အမျိုးမျိုးပြောကြတာပေါ့ဗျာဘာလို့လဲပြောအောင်မင်းဆိုတာကသိတယ်မလားဒီမိုဆူမာစပကင်းနဲ့အောင်မင်းဆိုတဲ့ကောင်ကကိုယ်တိုင်ကိုကြညတော့လည်းကျွန်တော်ပြောပါတယ်နော်အဲဗီဒီယိုဖိုင်မှာကိုယ်တိုင်ကိုကြဟာသားတွေဖြစ်လို့မင်းတို့ကစောက်အတိုင်ပေါက်တွေမညီကြဘူးလိန်ချင်တာတော့ကလင်ကကြစ်ကြချင်တာတော့မင်းတို့အတိုင်ပေါက်မညီကြဘူးနော်မင်းတို့အတိုင်ပေါက်မညီကြဘူးနိုင်ငံတော်တဲ့ဒီပါတီမှာဥက္ကဋ္ဌလုံးမဲ့ကောင်ကကလင်ကကြစ်တွေပြောတာနော်ကလင်ကကြစ်တွေတခိုးအကြီးစားတွေပေါ့ဘူးလဲလဆိုရင်ဘာမှစောက်သုံးမကြတဲ့ကောင်ဒီလောက်အသက်ကြီးနေပြီဘာမှစောက်သိဉာဏ်မရှိတဲ့ဘူးလဲလဆိုရင်ဟမ်မင်းကစောက်ရှက်လဲတပြားသားမှမရှိဘူးစောက်ရှက်ဆိုတာလဲမင်းတို့သိမှာမဟုတ်ဘူးမင်းတို့မွေးလာကြတဲ့ကစောက်ရှက်ပန်လာတဲ့ကောင်တွေလည်းမဟုတ်ဘူးနောက်ရှိသေးတယ်ဘာကောင်လဲတောင်တစ်လုံးမြောက်တစ်လုံးနဲ့နော်မျက်လုံးတစ်လုံးနဲ့ချားတာတောင်လေးလုံးလောက်ရှိတယ်အကွာချားတာဘယ်လိုလဲသူကသူတရုတ်ဆောင်ဆိုပြီးတော့ဟာလားပြောလိုက်သေးတယ်ဒီကိစ္စဘာလဲNLD ခစ်တဲ့ကိစ္စတွေမအေးလို့တွေ
ပိုင်ရဲကိုလားလားအေးပိုင်ရဲကိုလားမသိဘူးသူ့ကိုသူတော့တရုတ်ဆောင်လို့ပြောတာပဲတခါမှကျွန်တော်လည်းမသိဘူးဟိုသိဖို့နေတသားဘဲချိန်ကဘလို့တရုတ်ဆောင်ဘာကလေးတရုတ်ဆောင် တကယ်နော်ဒီရေးကဖြစ်တော့မှဒီကောင်တွေဘယ်ကတရုတ်ဆောင်တယ်တခါမှလည်းမကြောက်ဘူးပေါ့နော်ပေါ်လာ လာခဲ့တယ်မသိဘူးဒီမအေးလိုးอ่ะဟမ် NLD ခေတ်ကခွင့်ပြုထားတဲ့ဒီအဆောက်အဦอ่ะဟုတ်လားမအေးလိုးတွေမင်းတို့လိန်စရာမရှိကြံဖန်ပြီးတော့လိန်ကြတာနော်တကယ်လို့ဒါဒီနေရာမှာ NLD ခေတ်တာဖြစ်ကြည့်မအေးလိုးတွေတီကောင်စားပက်တယ်လို့မအေးလိုးလွန့်လူးနေမယ်သိလားမင်းတို့ကောင် ဟမ်မင်းတို့အဲ့လောက်ပြောတာမင်းတို့မနာနဲ့ငါလိုးမသားတွေနော်တင်ငန်းကိုကာပါယူလာတဲ့ကတုံးတွေရောနော်ဒီအချိန်မှာဆိုမင်းတို့ဟိုစားလွန့်လူးပြီးတော့ဟာလားဟိုအစိုးရအဖွဲ့အစည်းတစ်ခုကိုပုံရိပ်ကြအောင်မင်းတို့အမျိုးမျိုးကြံဖန်ပြီးတော့လုပ်တဲ့ကောင်တွေဟမ်ဘာလို့ NLD ခက်မှာလဲမအေးလို့ဘယ်မအေးလို့ကပြောတာလဲ NLD ခက်မှာခွင့်ပြုလာတယ်လို့ ကဲဒါတော့ဥချိုဆုံးမထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါနော်ကဲနောက်တစ်ကျွန်တော်ကြည့်ရမှာကတော့ဒီဒေါက်တာဇော်ဝေစိုးနဲ့မိထားတဲ့ဟာလေးတွေပါပါနော်အခုဆိုရင်ဒီတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကိုပြောလိုက်တဲ့စကားနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုချိန်မှာဆိုရင်တော့အားလုံးစူပေါင်းပြီးတိုက်ရမယ်ဆိုတဲ့ပုံစံပေါ့နော်ပြောပြထားတာတော်တော်လေးကောင်းပါနော်နောက်တော့ကြည့်လိုက် ကျွန်တော်တို့တွေအားလုံးဆွေးနွေးပြကြတယ်တိုင်ပင်ပြကြပါတယ်အားလုံးလည်းသဘောတူကြပါတယ်ဒါကြောင့်ကျွန်တော်တို့ကျွန်တော်ဗိုလ်ချုပ်တွေခေါင်းဆောင်တွေကိုပြောခဲ့တယ်လို့ပဲအခုချိန်မြန်မာနိုင်ငံရဲ့အနာဂတ်ကျွန်တော်တို့တော်လှန်ရေးရဲ့အနာဂတ်ဟာခေါင်းဆောင်တို့ဗိုလ်ချုပ်တို့ရဲ့ပခုံးပေါ်မှာရောက်နေပြီခေါင်းဆောင်တို့ဗိုလ်ချုပ်တို့ပါဝင်မှသာလျှင်ကျွန်တော်တို့တော်လှန်ရေးကိုအောင်မြင်အမြန်ဆုံးနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်တိုက်ပွဲဝင်နိုင်မယ်ဆိုတာကျွန်တော်တို့ပြောပြပါတယ်ပြောပြသလိုပဲအဖွဲ့အစည်းတိုင်းခေါင်းဆောင်တိုင်းကလည်းယုံကြည်တယ်ဆိုတာကိုတော့ကျွန်တော် informal meeting တွေမှာကျွန်တော်တွေ့ရှိခဲ့ရပါတယ်တကယ်တော့အခုအချိန်ဟာဒီ2025 2026ဟာတစုချင်းတစ်ဖွဲ့ချင်းဒေသချင်းစဉ်းစားရမယ်ဒေသချင်းတိုက်ရမယ်တော်လှန်ရမယ်အချိန်မဟုတ်တော့ပါဘူးအားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတက်ညီလက်ညီအလုတ်လုတ်ရတော့မယ်အချိန်တော်လှန်ရတော့မယ်အချိန်တိုက်ပွဲဝင်ရတော့မယ်အချိန်ဖြစ်တယ်လို့လဲကျွန်တော်အဖွဲ့အစည်းအသီးသီးနဲ့ခေါင်းဆောင်တွေကိုကျွန်တော်ပြောပြပါတယ်အားလုံးကလည်းယုံကြည်လက်ခံကြပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့တော့မကြာမီအချိန်အတွင်းမှာတိုးတက်ပြောင်းလဲမှုတွေနဲ့စုစည်းညီညွတ်ပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော် ကဲဒါကတော့ဒီချက်ပတ်စစ်ကောင်စီစုပေါင်းတိုက်ဖို့အချိန်တန်နေပြီဆိုပြောပြလိုက်တာဖြစ်ပါနော်ဒါအပြင်ဒီဒဏ်ရတဲ့ PDF တွေကိုလည်း NUG နဲ့ဘယ်လိုမျိုးစောင့်ရှောက်မှုတွေရှိမလဲဆိုတာကိုပြောပြထားတယ်နောက်တော့ကြည့်လောက်နော်ကျေးဇူးပါကျွန်တော်ဒီမြေပြင်ရောက်တဲ့အချိန်မှာအဓိကအလုပ်တစ်ခုအနေနဲ့သတ်မှတ်ပြီးတော့ရဲဘော်တွေနဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့စနစ်တကျအချိန်ပေးပြီးတော့အစီအစဉ်ဆွဲပြီးကျွန်တော်တွေးပြပါတယ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့အစီအစဉ်စစ်ဒေသရဲ့အစီအစဉ်တွေနဲ့တပ်ရင်းတပ်ဖွဲ့တွေရဲဘော်တွေနဲ့တရင်တနည်းတွေးဆုံနိုင်အောင်လဲစီစဉ်ပြီးကျွန်တော်တွေးဆုံခဲ့မှုတွေရှိပါတယ်တချို့လဲမီဒီယာထဲမှာပါပြီးသားပေါ့နော်ကျွန်တော်တို့မိုင်းဆန်းတို့ဂျက်ဆင်ထွန်းတို့နဲ့ကျွန်တော်တို့တွားခဲ့တဲ့ပုံတွေလဲမီဒီယာထဲမှာပါပြီးသားဖြစ်ပါတယ်သူတို့နဲ့အတူတူနေအတူတူစားအတူတူပဲပြောခဲ့ဆိုခဲ့ဆွေးနွေးခဲ့ဟောပြောခဲ့တခြင်းတွေဆိုခဲ့တဲ့အစီအစဉ်တွေကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီရဲဘော်တွေဟာဒီနေ့မြေပြင်မှာတိုက်ပွဲဝင်နေကြပြီးအောင်မွေးတွေရရှိနေတာကိုလည်းတွေ့ရပါတယ်တကယ်တော့ဒီတွေးဆုံမှုတွေဟာကျွန်တော်တို့တွေအပြန်အလှန်အာယူနိုင်တဲ့တွေးဆုံမှုတွေဖြစ်ပါတယ်တကယ်ကိုတက်ကြွတဲ့ရဲရင်တဲ့တတိရှိတဲ့တိုင်းပြည်အတွက်တော်လှန်ရေးအတွက်အနာဂတ်မျိုးဆက်တစ်တို့အတွက်အသက်ကိုပင်ဗဒနာမထားပဲအခုလိုတိုက်ပွဲဝင်နေကြတဲ့ပါဝင်နေကြတဲ့ရဲဘော်တွေကိုအခုလိုကိုယ်တိုင်တွေ့ရကြုံရတေဦးနဲ့တူရင်းရင်းနီးနီးနေထိုင်ရတာဟာသူတို့တွေအတွက်
အားဖြစ်စေသလိုကျွန်တော်တို့အတွက်လည်းအားဖြစ်စေပါတယ်ဒါကြောင့်တကယ်တော့အခုဒီဒေါ်လာရေးမှာပါဝင်နေကြတဲ့ရဲဘော်တို့အတွက်ကျွန်တော်တို့တွေပိုမိုပြီးတော့ထောက်ပံ့နိုင်အောင်ပိုမိုပြီးအားကောင်းတဲ့တိဆောက်မှုတွေနဲ့ပိုမိုပြီးအားကောင်းတဲ့ထောက်ပံ့မှုတွေကျွန်တော်တို့ပြုလုပ်နိုင်မှုလိုအပ်တယ်ဒါကိုလည်းကျွန်တော်တို့ NUG အနေနဲ့ဒေါ်လာရေးအဖွဲ့အစည်းအသီးသီးအနေနဲ့ကြိုးစားသလိုပြည်သူတွေအနေနဲ့လည်းဆက်လက်ပြီးပါဝင်ပေးဖို့လိုတယ်လို့ကျွန်တော်ဒီနေရာမှာပြောချင်ပါတယ် ကဲဒါတော့ကျွန်တော်ရဲ့ဒေါက်တာဇိုဆိုပြောလိုက်တဲ့စကားဖြစ်ပါတယ်နော်အဲ့တော့ဒီ PDF လူငယ်နဲ့ပတ်သက်ပြီးတော့လည်းသူတို့ထပ်ပြီးတော့ထောက်ပံ့မဲ့အစီအစဉ်တွေရှိတယ်လို့လည်းကြားရတယ်ပေါ့နော်ကဲနောက်ဆုံးမှကျွန်တော်နားထောင်ရမှာတော့နိုင်ငံရေးအောက်တန်းစားကောင်တွေကိုဒီဘိုးချုပ်ထွန်းမြတ်နိုင်ကစကားတစ်ခုနဲ့ပြောလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်တော်တော်လေးကိုထိမိပြောလိုက်တာဗောနော်အဲ့ဒီဗီဒီယိုဖိုင်လေးကို reaction လုပ်ထားတဲ့ကိုစီးပြီးတစ်ချက်နားထောင်ကြည့်အောင်နော် ကြားရနော်ဘုရားထုံးနဲ့ပြောတဲ့စကားကြားတယ်နော်အဲ့တော့တက်ခိုင် NLD ကိုမကျင်တတ်ချက်ရှိခဲ့တာဒီသူ့ရဲ့ကိုချိုးစီးပွားကိုထိခိုက်တယ်လို့ဒါပေမဲ့သူ့ဘက်ကမှန်ခဲ့လို့ဆိုတော့သူ့ဘက်ကမှားခဲ့တာသူ့ဘက်ကမှားလို့သူ့ကိုချိုးစီးပွားထိခိုက်တာဒါပေမဲ့အဲ့ဒီအကျိုးအသေးနဲ့အခုချိန်ထိလိုက်တိုက်ခိုက်နေတာဘုရားထုံးမြတ်နိုင်တဲ့ဆိုတာဒါရခိုင်ပြည်သူကအများစုတရားရခိုင်လုံးနီးပါးလောက်လို့ပြောလို့ရတယ်ဗျာရှင်းရှင်းပြောရရင်တော့ဒီလောက်ကကိုစားပြုထားတဲ့ခေါင်းဆောင်တစ်ယောက်ဒီခေါင်းဆောင်တစ်ယောက်ဟာတစ်ချိန်က NLD အစိုးရလက်ထက်မှာ NLD နဲ့ရခိုင်ပြည်နယ်ပုတ်တိုက်မှုဘယ်လောက်ကြီးခဲ့အဓိကတော့ရှင်းရှင်းပြောရင်ဒါတွေကစစ်တပ်ကထိုးကျွေးတာဘာဖြစ်လို့လဲရခိုင်မှာစစ်မြေပြင်မီးမွေးပြီးတော့စစ်မီးမွေးလိုက်တယ်စစ်တပ်ကစစ်မီးမွေးပြီးတော့အဲ့ဒီစစ်မြေပြင်တွေကိုနိုင်ငံတော်တမရရုံးကတည်င်းတောက်ကိုတော့မှပေးမဝင်ခိုင်းပေးမဝင်ခိုင်းမယ်သူတို့စစ်တပ်တည်င်းတောက်ကိုပဲဝင်ခိုင်းတယ်စစ်တပ်တည်င်းတောက်ကိုဝင်ခိုင်းပြီးတော့တည်င်းထုတ်ပြန်တော့နိုင်ငံတော်တမရရုံးကနိုင်ငံတကာကိုထုတ်ပြန်တယ်အဲ့ဒီတည်င်းကဘယ်ရထုတ်ပြန်ဆိုသူတို့စစ်တပ်ကပေးတဲ့တည်င်းကိုထုတ်ပြန်တယ်အမှ NLD ဆိုရဖိတ်တာအဲ့တော့ဘာဖြစ်လဲနောက်ဆုံးမှာဒီတော်လိုင်းအစမှဆိုမှတ်မိကြသေးတယ်ထင်လားရခိုင်ပြည်သူတော်တော်များများက NLD ဒီခေါင်းဆောင်ပိုင်းတွေကစဆဲကြတယ်အဲ့ဒီချိန်မှာအကောက်တူတွေနဲ့ဟိုရှင်အော်တိုမတာရာတို့ဘုရားထုံးမြတ်နိုင်တို့ပုံတွေကိုဗမာအယောင်ဆောင်ပြီးဆဲတဲ့ကောင်တွေပေါ်တယ်ရခိုင်အယောင်ဆောင်ပြီးတော့ခဏကပြောဒေါ်အောင်ဆန်းစုကြည်တို့ဘုရားအောင်ဆန်းတို့ပုံတွေကိုTikTokပေါ်တွေမှာလိုက်ပြီးဆဲနေကြမှတ်မိကြသေးတာကျွန်တော်ဘာပြောခဲ့ဒါတွေကအတုအယောင်တွေပါနော်ရန်တိုက်နေကြတာတကယ်ရခိုင်စစ်တွေဗမာစစ်တွေမဟုတ်ဘူးလို့ကျွန်တော်ပြောခဲ့တယ်နော်မှတ်မိကြအောင်မထင်နဲ့ကျွန်တော်တော့လာပြောတယ်မင်းတို့မတားဘူးလားဗမာဘက်ကလူတွေကကျွန်တော်ရခိုင်ဆိုပြီးရခိုင်တွေကိုမတားဘူးလားပြောတယ်ရခိုင်ဘက်ကလူတွေကကျွန်တော်ဗမာဆိုပြီးဗမာတွေကိုမတားဘူးလားပြောတယ်နော်ကျွန်တော်အဲ့ဒီအတိုင်းပဲရှင်းပြပေးခဲ့ဒါပေမဲ့အခုဘယ်လိုထုံးနေပြောတဲ့စကားနော်ဒါအကျိုးစီးပွားတူတဲ့လူတွေပဲစုလို့ရမယ်တလုံးနဲ့တည်တာနော်တလုံးနဲ့တောက်လုံးကိုပိတ်ကျုံးပြီးတော့ဖြတ်လဲကန်တည်တာအဲ့တော့တကယ်နားမနာအညိုတေးထားနဲ့ထားဒီဘုချုပ်ထုံးနေတယ်လို့ထားမှာရခိုင်တွေကအခုကရခိုင်ပြည်သူတွေအပါအဝင်ဒီရခိုင်တက်တော်စစ်ဦးစီးချုပ်ကစပြီးတော့ NUG ကို supporting ပေးတယ်တော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်တနိုင်ငံလုံးအတိုင်းအတာနဲ့တွားနိုင်အောင်အကုန်လုံးကိုဆွဲခေါ်ပြီးကူးဆောင်ပြီးလုပ်နေတယ်တကယ်အရှိကနေကူးဆောင်ပြီးလုပ်ရမယ့်ဒူတွေကကပြက်ကရက်ပေါက်ပန်း40လှုပ်ပြီးတော့တိုင်းပြည်ကိုဖျက်နေကြတယ်အဲ့ဒါဘယ်အတိုင်းဝိုင်းဘယ်လူတွေကနိုင်ငံပေါ်ကိုစေတနာမှန်လဲဘယ်အတိုင်းဝိုင်းဘယ်လူတွေကနိုင်ငံပေါ်ကိုရုပ်မှလဲဆိုတာအဲ့ဒါအဖြစ်ပဲနော်အဲ့တော့ဒီတော်လှန်ရေးအလွန်ကာလမှာတက်ခိုင်လိုမျိုးကိုကြီးလိုမျိုးဟိုလိုဒီလိုထီးလိုဟိုလိုလောက်ခဲ့တဲ့ဟာတွေကသူတို့ကနိုင်ငံရေးလုံးဝသိသွားမှာအဲ့တော့ဘာမှနိုင်ငံရေးဓမ္မတရားပါနိုင်ငံရေးသိသွားရင်အင်မတန်ကြောက်ဖို့ကောင်းတယ်ဘဝသိတာလည်းဆိုတယ်နိုင်ငံရေးလုပ်နေတဲ့လူပြောက်ကသူ့ရဲ့အတက်ကနိုင်ငံရေးပဲနော်အဲ့တော့အခြားလူတွေမတူစီးပွားရေးဓမ္မကသူကဒီစီးပွားရေးသိသွားရင်နောက်စီးပွားရေးတစ်ခုကိုကူးပြောင်းပြီးတော့ခေါင်းစဉ်တစ်ခုနဲ့ရှာဖွေလောက်ကင်လို့ရတယ်နိုင်ငံရေးဓမ္မကျတော့မဟုတ်ဘူးနိုင်ငံရေးဓမ္မအသက်တွေးကြောဒီနိုင်ငံရေးတိတ်ခါအဲ့ဒီနိုင်ငံရေးတိတ်ခါဆိုတာဘာနဲ့မှလဲလို့မရဘူးဒေါ်အောင်ဆန်းစုကြည်ဟာဒီနေ့ထိပြည်သူထောက်ခံမှုဘာကြောင့်ရလဲဆိုတော့သူမဟာနိုင်ငံရေးတိတ်ခါပြေဝလို့နော်အခုနောက်ဘက်ခေါင်းဆောင်ထဲမှာလို့ဘုရားထွန်းမြတ်နိုင်လို့ဘုချုပ်ဗန်မော်လို့နော်တကယ်အပြုတ်ဘောဆောင်ပြီးရက်တည်နေတဲ့ခေါင်းဆောင်တွေတစ်ချိန်တိုင်းပြည်ရဲ့ခေါင်းဆောင်တွေမဖြစ်ဘူးလို့ပြောလို့မရဘူးနော်အဲ့ဒါတန်ဖိုးပဲအဲ့ဒါနိုင်ငံရေးတိတ်ခါအဲ့တော့ဒီတက်ခိုင်လို့ကိုကြီးလို့ဒီအတန်းစားတွေကြတော့သူတို့ရဲ့နိုင်ငံရေးတိတ်ခါသေသွားတာနော်သေသွားတာသူတို့ဒီတစ်ခက်ပဲရှိတော့တယ်နောက်တစ်ခက်မှာသွားပြီအသက်လုံးအသက်ရှင်လေးနဲ့ဘဝသေမဲ့အတန်းစားတွေနော်အဲ့ဒါသူတို့ဘဝကိုသူတို့ပဲဖန်တီးတာပြည်သူဖန်တီးတာမဟုတ်ဘူးမင်းအောင်နိုင်နဲ့ဖန်တီးတာမဟုတ်ဘူးသူတို့ဘဝကိုသူတို့ပဲအပေါက်ကောင်နဲ့တွားပေါင်းပြီးတော့သူတို့ဘဝကိုသူတို့စသေးလိုက်တယ်အဲ့တော့နိုင်ငံရေးကကြောက်ဖို့ကောင်းတယ်ဆိုတော့ဒါကိုပြောတာပါနိုင်ငံရေးတိတ်ခါတည်ဝိုင်းရင်ဘာမှအစားထိုးလို့မရဘူးကဲဒါတော့ကိုစီသုံးသက်ချက်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်နော်အဲ့တော့သူပြောသွားတော့ရှင်းရှင်းလေးပဲကိုကြီးတို့ဒီတက်ခိုင်တို့ကတော့သွားပြီပေါ့နော်အခုဆိုရင်ဟိုတုန်းကတော့88မျိုးဆက်လူငယ်တွေမို့လို့အားပေးလိုက်ရတာပေါ့နော်ဟိုကလည်း NLD အဖွဲ့တွေအားပေးလိုက်ရတာအခုဆိုရင်တော့မင်းအောင်နိုင်ဘိုးဆွေရမှနဲ့ကြည့်လို့မကောင်းပါတော့မှားတဲ့ခါမှာလည်းအခုဆိုရင်တချို့တွေဆိုရင်ဒီပါတီတွေကစပြလဲရနာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းတော်တော်လေးကိုအရှက်ကွဲသွားတယ်ပေါ့နော်အဲ့တော့ဘာပြောကိုစီပြောသလိုပဲနိုင်ငံရေးကတော့တည်သွားပြီပေါ့နော်အဲ့တော့ဒီတော်လိုင်းပြီးသွားရင်တော့သူတို့ရဲ့ဘဝတွေကတော့ဘာမှရစရာရှိမှာမဟုတ်တော့ပါဘူးနော်
ဟုတ်ကဲ့ဒီညအတွက်သတင်းဗီဒီယိုတွေဒီလောက်ပါပဲเนาะစားဆုံးကြည့်ပေးကြပြီးပြီရောက်စတိုင်းထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လိုင်းရဲ့စစ်ဘေးငလင်ဘေးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ